လာပါရှင်မိထားတဲ့ပြန်နဲ့ပြန်လိုက်ကြဆိုပါရှင်ဒီနေ့အီလာပြပြ channel လောက်ကအေလို့ရှိမယ်ခလိတ်ထဲရှိပါရှင်အလုံးနေရာကတော့ဘာဘူးထော်မှာရှင်ရှင်နော်အဲ့ဒါကတော့အေအလုပ်ဖြစ်ပါရှင်လာစာကတော့ဆဆဝင်ချင်းမှာ12000နာရီကလေးရှိတဲ့နောက်ဆိုဒီက900ရမှာဖြစ်ပါရှင်တတိကတော့3ရောက်ရှိပါရှင်နော်နောက်တစ်နေရာကတော့ပုထမှုထိုးဆိုင်စာမှာဖြစ်ပါရှင်အဲ့ဒါကတော့အေအလုပ်ပဲဖြစ်တဲ့လာစာကတော့ဆဆဝင်ချင်းမှာ12000ပေးတဲ့နာရီကလေးရှိတဲ့နောက်ဆိုဒီက900ရမှာဖြစ်တဲ့ရှင်တတိကတော့4ရောက်ရှိပါရှင်နော်တတိမှာကတော့ခွေးတစ်ကောင်ရှိပါတယ်နောက်တစ်နေရာကတော့စင်နာခလီမှာရှိရှင်နော်တတိကတော့4ရောက်လက်စာက12000ပေးတဲ့နာရီကလေးရှိတဲ့နောက်ဆိုဒီက900ရမှာဖြစ်ပါတယ်ရှင်နောက်တစ်နေရာကတော့ကချနာဖိစိတ်မှာရှင်နော်အလုံးနဲ့ခလိတ်ထရမှာဖြစ်တဲ့ရှင်ခလိတ်ကတော့4ရောက်ရှိပါတယ်ရှင်နော်လက်စာကတော့စစဝကျမ14000ကနေ15000ပေးတဲ့နာရီကလေးရှိတဲ့နောက်ဆိုဒီက900ရမှာဖြစ်ပါတယ်ရှင်နောက်တစ်နေရာကတော့ဖလန်ဟာမှာနော်ဖလန်ဟာမှာကတော့တတိ4ရောက်ရှိတဲ့လာစာက14000ကနေ15000ပေးရပေါ့နော်နိုင်ကလေးရှိတဲ့မနာဆိုဒီက900ရမှာဖြစ်ပါရှင်နော်ခလေးကတော့3နှစ်အရွယ်တယောက်ရှိမယ်တစ်နှစ်အရွယ်တယောက်ရှိပါရှင်နော်ကြောင်ကတော့2ကောင်ရှိပါရှင်နောက်တစ်နေရာကတော့ဖလမ်ဆောင်မှာရှိပါရှင်နော်အလုံးနေရာကဖလမ်ဆောင်ထီထလေးမှာရှိရှင်နော်အဲ့ဒါကတော့အသွားပြန်လို့ဖြစ်တယ်ရှင်လာစာကတော့တစ်လောက်ကို12000ပြီးတယ်နိုင်ကလေးရှိတဲ့မနာဆိုဒီက900ရမှာဖြစ်တယ်ရှင်နော်အလုံးဝချိန်ကမနေ့8နိုင်ကနေညနေ6နိုင်အထိဖြစ်ပါတယ်ရှင်ခလေးကတော့တယောက်ရှိရပေါ့နော်နေ့အဖြစ်ပါရှင်ကဲအခုဤပြောနေတဲ့လို့တွေကိုစိတ်ဝင်စားတယ်ဆိုရင်လာဆက်မလို့ရပါတယ်ရှင်ဗီဒီယိုရုံကဂျလာစနေကိုဆွဲ82မျိုးစားတစ်ပဲဖြစ်ပါတယ်ရှင်